အိမ်ထဲမှာလည်းမနေချင်ဘူးမိသားစုတွေနဲ့လည်းခွဲပြီးတော့မနေချင်ဘူးဆိုတဲ့သူတွေအတွက်မဟာဗနုလလန်ရဲ့ကြောကတ်မှာရှိပြီးတပင်ရွှေကြီးလန်ရဲ့အနီးဆုံးမှာရှိတဲ့မြောက်တကုံ39ရေခွက်ထက်ကမော်ရယ်အမွှားအိမ်လေးတစ်လုံးစီကိုဒီနေ့စုခေါ်သွားမှုဖြစ်ပါတယ်ဆိုချန်ကျဲကတော့ပေ20-60ပေါ်မှာစောက်ပေးထားတဲ့မော်ရယ်အမွှားအိမ်လေးတစ်လုံးဖြစ်ပါတယ်ရှင်ဆိုနှစ်အိမ်တွေကတအိမ်ကိုဒီနေ့စုလိုက်ပြပေးမယ်နော်အရှိမဆိုရင်တော့ကားပါကင်နေရာအတွက်ကိုနေရာစပေးထားပေးထားတဲ့အတွက်ကားပါကင်2စီးလောက်ကအသားလေးဆက်တယ်အရှိမဆိုရင်လည်းအပင်ကြီးလေးစိုက်ပေးထားသေးရေပေါ့နော်ဒီချန်ထဲမှာဆိုရင်တော့ block တုံးနဲ့ခင်းပေးထားတဲ့round နေစတဲ့ပါပြီးတော့ဝင်ချင်းကတော့ living room area space ကိုမြင်ရပါဘောနော်တအိမ်လုံးမှာအလှော်တိုင်းမှာကျုံးပါကီတွေကိုအပြည့်ခင်းပေးထားတယ်ဒါကတော့အောက်ဆုံးမှာရှိရ master အခန်းလေးပေါ့နော်အခန်းတိုင်းမှာကအဲကွန်တလုံးစီတက်ပေးထားရဲဒီနေရာလေးကတော့ဒီခန်းလေးနဲ့တွဲရချိုးခင်းနဲ့ပိုရန်တွဲရကလေးပေါ့နော်ကဲအားဆိုရင်တော့နောက်ထပ်အခက်ဖွင့်စီပုံလေးတွေကိုစုနေတူတစ်ချက်လောက်တက်ကြည့်အောင်ဒီနောက်ကိုထွက်လိုက်ပြီဆိုရင်တော့ dining နဲ့ kitchen ကိုတွဲသုံးပေးရတဲ့နေရာ area ရောက်ပြီပေါ့နော် dining space ရလဲကျဲပြီးတော့ common WC room လေးဆိုတဲ့တေချာသက်ရဲ့လုပ်ပေးထားသေးရဲ့ kitchen area ဆိုလဲကြည်ကြည်လေးသုံးပေးထားသေးရဲ့အနောက်ထပ်ပေါက်မှာနေရာ space ရဲ့အတွက် wash kitchen ထုတ်မယ်ဆိုရင် ancient ရဲ့အတွက်ဆိုအရန်ကိုမှတင့်တော်တယ်ပေါ့နော်ကဲအားဆိုရင်တော့ second floor တက်တဲ့နေရာလေးတက်ဆင်းနေရာလေးရဲ့ပေးနေရာလေးမှာဆိုလဲမီလုံးလေးနဲ့လှဆင်ပေးထားရဲ့နင်းပြောင်းထောင်ပြောင်းဆိုရင်လဲကျိုးနေပဲသုံးပေးထားရဲ့ဒါကတော့ second floor တက်ချင်းတွေ့ရမယ့်နေရာလေးပေါ့နော်ဒီဘက်ဘေးမှာဆိုရင်တော့ view ကြည့်လို့ရအောင်အေးဆေးလေးရင်ခံလို့ရအောင်ဘက်ကုန်းလေး area လေးပါသေးရဲ့ second floor က living area ဆိုလဲ space ကျဲ solar အတွက်ဆိုလဲနေရာထားပေးထားတဲ့ solar ရဲ့ထည့်ပေးထားတဲ့အတွက်ကိုအချမ်းကိုမှဆင်ပြေရပေါ့နော်ကဲအားဆိုရင်တော့ဒီကအခန်းလေးဒီမှာဆိုရင်တော့အခန်းက master နှစ်ခန်းပါရပေါ့နော် second floor မှာဆိုရင်တော့ဒီအခန်းတွေကလည်းအခန်း space ကျဲ master ကြီးပဲဖြစ်တဲ့အတွက်ကို ancient တွေအတွက်အချမ်းကိုမှအဆင်ပြေပြီးတော့တက်ရှိစေတယ် relax လုပ်လို့ရရပေါ့နော်ဒီခန်းလေးကတော့နောက်ထပ် master ခန်းလေးကဲအဲ့ဆိုရင်တော့ second floor ဖွဲ့စည်းပုံကြည့်ပြီးပြီဆိုရင်တော့ third floor area ကိုတစ်ချက်လောက်တက်ကြည့်ရအောင် third floor area တက်စင်းလေးမှာဆိုရင်လည်းစီလင်းလှလေးတုံမိထားရဲဒါတော့တက်ချင်းတွေးရမယ် third floor area ကနေရာလေးပေါ့နော်ဘားကောင်တာတစ်ထုပ်မယ်တစ်ဖွဲ့မယ်ဆိုရင်အရန်ကိုမှအဆင်ပြေတဲ့အပေါ်မှာဆိုလဲ view ကြည့်လို့ရအောင်အေးစစ်စစ်နေအောင်ခံစားလို့ရမယ် glass side တုံမိထားရဲဒါကတော့အပေါ်ဆုံးမှာရှိရဲ gym room သုံးမယ်တခြား family room သုံးမယ်အများကြီးသုံးလို့ရတယ်ပေါ့နော်ဆိုတအိမ်လုံးမှာက master လေးကန်းပါရဲပေါ်ဆုံးမှာဆိုရင်တော့ master တစ်ခန်းထပ်ထည့်ပေးထားသေးရပေါ့နော်ဒါတော့ balcony area လေး space ရမ်းကျဲတယ်ခုံလေးချပြီးအေးစစ်စစ်မိတ်ဆွေတငယ်ချင်းတွေမိသားစုတွေနဲ့ share လို့ရတယ်ဒီဘက်ဘေးမှာလည်းသူတို့ balcony area ပိုင်းပေါ့နော်ပတ်လည်းနီးကိုလုပ်ပေးထားတာကိုတွေ့ရမယ်အပင်လေးတွေလည်းစိုက်ပေးထားသေးတယ်ကဲဆိုရင်တော့အပေါ်ဆုံးမှာထည့်ပေးထားတဲ့ garden space အသေးလေးကိုတစ်ချက်တော့ကြည့်ရအောင်လေကားတစ်စင်းလေးဆိုရင်တော့ပတ်လေကားလေးသုံးပေးထားသေးပေါ့နော် garden space လေးရဲ့ပြီးတော့အမိုးလေးရဲ့ပုံမှာဆိုရင်လည်း solar 8ချက်တောင်ထည့်ပေးထားတဲ့အတွက်တအိမ်လုံးကိုလောင်းကားစွာမီးတွေအကုန်သုံးလို့ရရပေါ့နော်ဒီပုံမှာ water tank တွေရော basin တွေရောပါသေးရပေါ့နော်အရှမ်းလဲမိုက်တယ်ဒီနေ့လိုက်ပြပေးသွားတဲ့ဒီရင်စီနိုကတော့သိမ်းပေါင်း13900ဖြစ်ပြီးတော့စိတ်ဝင်စားရဆိုရင်တော့ PSN property ကိုအမြန်ဆုံးဆက်သွယ်လိုက်တော့နော်ဗီဒီယိုကိုအဆုံးထိကြည့်ပြီးရတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ရှင်